အခုသွားနေရတော့ဒီဗီယက်နမ်နိုင်ငံအလဲပိုင်းเนาะဟိုဒါနန်ကနေပြီးတော့မိနစ်45မိနစ်လောက်စီးသွားရတယ်ဝှေယမ်းပေါ့เนาะမိဘုံမြို့လေးအဲ့ဟိုညနေပိုင်းမရောက်ခင်မှာညနေပိုင်းလောက်မှဒီဝါးလီပေါ့เนาะဝါးလီစီးတာဒီကူတိုင်းမြစ်ထဲမှာဧည့်သည်တွေတူတူပေါ့เนาะလမ်းရောက်တစီးဝါးလီတွေစီးပြီးသွားနေကြဖြစ်ပါတယ်ဒါတော့ဒီကမင်းသမီးထူးမင်းသမီးလေးရွှေမင်းသမီးလေးရွှေမင်းသမီးလေးအဲ့ဒီကဝါးလေးလေးတွေပေါ့နော်ဒီဗန်မှုပုံလေးတွေကိုယ်တိုင်လော်ကြည့်ကျင်တယ်ဆိုလဲရပါတယ်ဒါပေမဲ့သူကသူ့နီးလေးနဲ့သူပေါ့နော်မလော်မတက်ရင်လဲပြီးထွက်နေတာရှိပါတယ်ဝါးလေးလေးပေါ့နော်ဘန်ဘူးဘို့လာစီကြအဲ့နေရာအလဲအများဆုံးလာကြတာတော့ကိုရီးယားတွေလူမျိုးတွေပေါ့နော်အလဲလာကြအရင်များတယ်အဲ့တော့သူတို့တချင်းလေးတွေဖွင့်ဖြောပြတယ်ဆိုရင်ကိုရီးယားတချင်းလေးပေါ့နော်အဲ့အလေးနဲ့ဖွင့်ပြီးဖြောပြ